အားလုံးပဲမင်္ဂလာပါလို့တော့ကွန်ဆက်တာလိုပါတယ်ခရစ်စတီယန်ဟ Home Week ခရစ်ယာန်အိမ်ထောင်နဲ့သက်ဆိုင်တဲ့ရက်သက်သက်လည်းဖြစ်တယ်နိုဝင်ဘာလဟာခရစ်ယာန်အိမ်ထောင်နဲ့သက်ဆိုင်တဲ့လဖြစ်တယ်ဆိုတဲ့အရာကိုဒီကနေ့ကျွန်တော်တို့နားလည်စေဖို့ဖြစ်တယ်ရှေးဥစွာဘုရားသခင်ရဲ့နာမတော်ကိုဥစွာချီးမွမ်းလိုပါတယ်ဒီကနေ့ကျွန်တော်တို့2024နိုဝင်ဘာလ18ရက်နေ့တိုင်အောင်ဖခင်ကကျွန်မအရောက်စီတိုင်းကိုပို့ဆောင်ပြီးတယ်ဆိုတဲ့အရာကိုဒီကနေ့နားလည်စေဖို့ဖြစ်ပါတယ်ဒီမှာရောက်ရှိလာတဲ့ဖခင်ကိုဝတ်ပြုကိုးကွယ်တော်သူအရောက်စီတိုင်းအပေါ်မှာဘုရားသခင်ရဲ့ညီသက်ချင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းကောင်းကြီးမင်္ဂလာအဖျားဖျားတို့သည်တင်တို့ပေါ်မှာတက်ရောက်ပါစေလို့ဆုမွန်ကောင်းကြီးပေးလိုပါတယ်အရေးကြီးစကားလေးခုနှစ်ခွန်းဆိုတော့များမလားမသိဘူးအရင်အရေးကြီးလို့ပါပြောချင်တယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်နံပါတ်1ခက်ခဲခြင်းရဲ့အလွန်မှာလွယ်ကူခြင်းဆိုတာရှိပါတယ်လူကခက်ခဲတယ်ကွာတခါမှမယုံကြည်သူလည်းခက်ခဲတယ်ယုံကြည်သူလည်းခက်ခဲပါတယ်ဒါပေမဲ့ယုံကြည်သူကိုပဲဦးစားပေးပြီးပြောချင်တယ်ဘဝတက်တာမှာတင်ဘလောက်ပဲခက်ခဲနေပါစေအဲ့ဒီခက်ခဲမှုကိုတင့်ကိုလွယ်ကူအောင်လုပ်ပြီးနိုင်တာတင်နဲ့ကျွန်ုပ်ကိုးကွယ်တဲ့ဖခင်ပဲဖြစ်တယ်ကျမ်းစာထဲမှာတမန်တော်ပေတရုတညလုံးငါးဖမ်းတာငါးတကောင်မှမရဘူးဒါပေမဲ့ဘုရားသခင်ရဲ့စကားကိုသူနားထောင်တဲ့အခါမှာမရတဲ့ငါးတွေကအိမ်လုံးကငါးတွေကိုသူအခက်ခဲမရှိစေဘဲနဲ့လွယ်ကူစွာရတယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်ဘဝအသက်တာမှာသင်အထဲမှာသင်နှလုံးသားထဲမှာဘယ်သူရှိဖို့လို့လဲယေရှုခရစ်တော်ရှိဖို့လိုတယ်သင်မရတဲ့အရာတွေသခင်ယေရှုခရစ်တော်ရှိရင်လွယ်ကူစွာရမယ်ဆိုတဲ့အရာလေးကိုအားပေးစေခြင်းပါတယ်နံပါတ်1ချီးမွမ်းခြင်းရဲ့အလွန်၌လွတ်မြောက်ခြင်းရှိတယ်ယနေ့ဘဝတတမှာမလွတ်မြောက်နိုင်တဲ့သူတွေအများကြီးပဲဒါပေမဲ့သင်ဘဝကသင်လွတ်မြောက်ခြင်းရင်သင်ဘာလုပ်ရမလဲချီးမွမ်းရမှာဖြစ်တယ်အာမင်ပေါလုနဲ့တိလထောင်ထဲမှာသူတို့ကိုချုပ်နှောင်ထားတဲ့အခါမှာသူတို့တွေမငြီးဘူးညီကိုမောင်မတို့သူတို့ဘာလုပ်လဲချီးမွမ်းတယ်အဲ့ဒီချီးမွမ်းခြင်းကပဲသူတို့ကိုလွတ်မြောက်ခြင်းပြီးတယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်ဒီနေ့ခေတ်ကာလမကောင်းပါဘူးကမ္ဘာတဝန်းမှာပြဿနာပေါင်းစုံအခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့နေရာဒေသနိုင်ငံအသီးသီးရှိတယ်စစ်ပွဲတွေမြေငလျင်ပြဿနာတွေရေလွှမ်းမိုးခြင်းပြဿနာတွေမျိုးစုံအစာခေါင်းပါခြင်းပြဿနာတွေမျိုးစုံကြုံနေရတယ်ယနေ့မြန်မာပြည်ကိုလည်းကြည့်ပါစစ်ဘေးအန္တရာယ်ကနေပြီးတော့မှယနေ့ဘဝအသက်တာမှာကျွန်တော်တို့ကြုံတွေ့နေရတယ်ဒါပေမဲ့ဘဝအသက်တာမှာသင်ချီးမွမ်းခြင်းရှိရင်အဲ့ဒီအခက်အခဲနေလွတ်မြောက်အောင်ဘယ်သူကလုပ်ပေးနိုင်လဲဖခင်ကလုပ်ပေးနိုင်တာဖြစ်တယ်ယနေ့သင်ဘဝအသက်တာမှာသင်အသက်ရှင်ရနေလို့ဖခင်ကိုကျေးဇူးတင်ဖို့ဖြစ်တယ်သူများတွေနှက်ဖြန်အတွက်ဘာချိတ်ရမှန်းဘလို့စားရမှန်းမသိနေတဲ့အချိန်မှာသင်မိသားစုသင်အိမ်ထောင်ထဲမှာစားစရာရှိနေတဲ့အတွက်သင်ကျေးဇူးတင်ဖို့ဖြစ်တယ်သူများတွေယောဂဘေးပေါင်းစုံနဲ့ကြုံတွေ့နေရတဲ့အခါမှာသင်ကကြမ်းမာနဲ့ရှိနေလို့ဖခင်ကိုကျေးဇူးတင်ရမှာဖြစ်တယ်အာမင်ယနေ့ဒီဘဝတတမှာဖခင်ကိုကျွန်တော်တို့ချီးမွမ်းရမယ်လကဘာလားလဲနိုဝင်ဘာလအမေရိကန်နိုင်ငံမှာဒီလမှာ Thanksgiving Day နဲ့ပတ်သက်ပြီးတော့မှသူတို့ဒီဘာလို့လဲနိုဝင်ဘာလမှာပြုလုပ်တယ်ဆိုတဲ့အရာကိုဒီကနေ့တွေ့ရတယ်တကယ်အံ့ဩဖွယ်ရာကောင်းတဲ့နေ့ထူးနေ့မြတ်ဖြစ်တယ်ဆိုတဲ့အရာကိုပြောချင်တယ်ဒါကြောင့်ကျမ်းစာကဘာပြောတယ်ဆိုလို့ရှိရင်ကျေးဇူးချီးမွမ်းခြင်းရစ်ကိုပူဇော်တော်သူသည်တဲ့ငါဘုံကိုထင်ရှားတော်သူဖြစ်တယ်လို့ကျမ်းစာကပြောပါတယ်
ဒါကြောင့်မလို့ကျွန်တော်တို့ဘာလို့ရမလဲအမြဲတမ်းဖခင်ရဲ့အပေါ်မှာယေရှုတင်တက်ဖို့လိုတယ်သင်အိမ်တော်ကြီးမှာခက်ခဲနေတဲ့ပြဿနာတွေအရာအလုံးကိုဘယ်သူကဖြေရှင်းပေးနေတာလဲဖခင်ကဖြေရှင်းပေးနေတယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်သင်ဘဝအသက်တာမှာအသက်ရှင်နေတဲ့အခါမှာသင်ကိုဘယ်သူကကာကွယ်ပေးနေတာလဲဖခင်ကကာကွယ်ပေးနေတာဆိုတဲ့အရာကိုသင်ယေရှုတင်တက်ဖို့လိုတယ်ဒါကြောင့်မလို့တခါတော့ကအမေရိကန်နိုင်ငံမှာဆရာဒီ subject လေးကိုပေါ့နော်တကယ် study လုပ်ပြီးတော့တကယ်ကျမ်းစာသင်မယ်ဆိုရင်2ရက်အချိန်ပေးရလိမ့်မယ်2ရက်လောက်အချိန်ကြာမှာဒါပေမဲ့ဒီအပိုင်းလေးကိုဆရာကအနီးဆုံးအနီးကပ်ဆုံးခြုံပြီးတော့မှဆရာဝေငှပေးမယ်3နာရီမှအခါတိုင်းပြီးတယ်ဆိုတော့နော်ဆရာမဘယ်လောက်အချိန်ယူရမလဲဆိုတော့ကျွန်တော်လည်းအားနာတယ်နိုင်ဝက်လောက်မိနစ်40လောက်40လောက်ယူရမလားတဘောသူတွေယူလက်ညှိုးထောင်ကြည့်ရအောင်40လောက်တဲ့ဆရာမမိငယ်ရဒါပေမဲ့ဒီနေ့မရှုံးပါဘူးဒီကိုမောင်တို့ဘဝတက်တာမှာဘ ഹു တုတလည်းရမယ်ဘုရားနှုတ်ကပတ်တော်ဘာလဲဆိုတာကိုသိလာမယ်အချိန်ကုန်လို့ကုန်သွားမယ်ဆိုတာတော့မှထင်မှာတော့မဟုတ်ဘူးလို့ဆရာပြောချင်တယ်ဆိုတော့ Thanksgiving တိုင်ကင်မှာဆရာမကသူ့အတန်းသားတွေကိုចောင်းသားလေးတွေကိုဘာပြောလဲဆိုရင်မင်းတို့တွေတဲ့ Thanksgiving နဲ့ပတ်သက်တဲ့ပုံလေးတွေမင်းတို့ဆွဲကြတယ်ဆရာမကပြောတာအဲ့ဒီချိန်မှာကလေးတွေကဘာလုပ်လဲဆိုလို့ရှိရင်ပုံလေးတွေကိုသူတို့ကဆွဲကြတယ်တချို့ကဆိုလို့ရှိရင်ကြက်စင်ပုံလေးတွေဘာပုံလေးတွေဆွဲလဲကြက်စင်ပုံလေးတွေတချို့ကဆိုလို့ရှိရင်ကြက်ကင်ပုံလေးတွေတချို့ကအာလူးချောင်းပုံလေးတွေတချို့ကကြက်ပေါင်ပုံလေးတွေအမျိုးမျိုးအဖုံဖုံသူတို့ဆွဲကြတယ်ဒါနဲ့ပဲဆရာမကအဲ့ကလေးတွေကိုကြည်နေတဲ့အချိန်မှာကလေးတယောက်ကဘာလုပ်လဲဆိုလို့ရှိရင်သူများဆွဲတဲ့ပုံတွေကိုမဆွဲပဲသူကထူးခြားတဲ့ပုံဆွဲတယ်ဘာပုံဆွဲလဲဆိုရင်လက်ပုံကိုဆွဲတယ်လက်နှစ်ဖက်ကပုံကိုဆွဲတယ်ဆိုတော့ချက်ကင်နဲ့ Thanksgiving Day နဲ့ခွဲလို့မရဘူးဒီအရာလေးကိုဆရာတို့နားလည်စေချင်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်တနေ့ဒုက္ခရောက်တဲ့အချိန်မှာတဲ့ချက်ကင်သားစားပြီးကိုအောင်ပွဲခံရတဲ့နေ့ဆိုတာရှိခဲ့တယ်သို့တော်လည်းပဲချက်ကင်သားစားပြီးအောင်ပွဲခံရတယ်လို့တနေ့ဖျားသခင်ကိုကျေးဇူးတော်ချီးမွမ်းပြီးတော့မှချက်ကင်သားကိုပြန်စားတဲ့နေ့လည်းရှိတယ်ဒါကြောင့်မလို့ Thanksgiving Day နဲ့ချက်ကင်သားနဲ့ဘယ်လို့မှခွဲလို့မရဘူးဘာကြောင့်လဲဖျားကိုကျေးဇူးချီးမွမ်းတဲ့အရာဖြစ်တယ်အဲ့ဒီချိန်မှာဆရာမကဘာပြောတယ်လဲဆိုလို့ရှိရင်တားတဲ့သူများတွေကတော့အမျိုးမျိုးပုံလေးတွေဆွဲကြတယ်တားကတော့ထူးကြတယ်တဲ့တားဘာကြောင့်ဒီလက်ပုံကိုဆွဲရတာလဲတဲ့ဆရာမတခုတော့မေးမယ်နော်တဲ့ဒီလက်ကဘဒုရဲ့လက်လေတဲ့ဖျားသခင်ရဲ့လက်လားတဲ့မဟုတ်ဘူးတဲ့ဆရာမတဲ့ဒါဆိုလို့ရှိရင်အဖေအမေရဲ့လက်လားတဲ့မဟုတ်ဘူးတဲ့ဒါဆိုလို့ရှိရင်ဘဒုလက်လေသားတဲ့အဲ့ဒါဆရာမရဲ့လက်ပဲဖြစ်တယ်ဘဒုလက်လေဆရာမရဲ့လက်ဖြစ်ပါတယ်အဲ့ဒီချိန်မှာဆရာမကတကယ်ပဲ short ဖြစ်တာအော်သွားတာဒီကလေးကဘာပြောလဲဆိုရင်ဒါဆိုရင်နဲ့တားကဘာဖြစ်လို့ဒီပုံကိုဆရာမရဲ့လက်ကိုဆွဲရတာလဲတဲ့ဒီလိုပါဆရာမတဲ့ကျွန်တော်ကြောင်းတက်ဖို့လာတဲ့အချိန်မှာကျွန်တော်ငိုပြီးလာတဲ့အခါမှာကျွန်တော်ရဲ့လက်ကလေးကိုလက်ကိုဆွဲပြီးတော့မှဆရာမကအငိုတိတ်စီအောင်လုပ်ပြီးတယ်လေတဲ့ကျွန်တော်ကြောင်းတက်နေတဲ့အချိန်မှာပုံမဆွဲတတ်တဲ့ပုံတွေကိုဆရာမကပုံဆွဲပြီးတော့မှကျွန်တော်ကိုလက်ကိုကင်ပြီးတော့မှပုံဆွဲတာကိုသင်ပေးတယ်လေကျွန်တော်စာမရေးနိုင်တဲ့အခါမှာဆရာမရဲ့လက်ကကျွန်တော်ကိုထောက်ပြီးတော့မှစာရေးပြီးတယ်လေဆရာမကျွန်တော်ကြောင်းတက်ရင်းနဲ့ဗိုက်စားတဲ့အခါမှာငိုတဲ့အခါမှာအငိုတိတ်အောင်လို့ဆရာမရဲ့လက်ကလေးနဲ့ကျွန်တော်ကိုမျက်ရည်တုပ်ပြီးဗိုက်စားနေတဲ့ဗိုက်ကိုပြည့်စေဖို့အတွက်မုတ်ကိုခွန်ကြွေးခဲ့တာမဟုတ်ဘူးလားအဲ့ဒါဆရာမရဲ့လက်ပဲဖြစ်တယ်ဒီဆရာမဘဝအသက်တာမှာသူ့ကိုတူတော်မှာတတိမထားမိတဲ့အချိန်ရောက်တယ်ဒါပေမဲ့10နှစ်သားကလေးသူငယ်လေးကဒီဆီယာမရဲ့ဘဝအသက်တာဒီဆီယာမရဲ့ကျေးဇူးတရားကို तू သိတယ်ဆီယာမကို तू အမှတ်ရတယ်ဆီယာမကို तू ကျေးဇူးတင်တယ်ဒီနေ့ချစ်တော်မိဘညီကိုမောင်နှမများအသက်ရှင်တဲ့ဖခင်သခင်ဟာယနေ့ကျွန်တော်တို့ရဲ့ကျေးဇူးရှင်ဖြစ်တယ်ကျွန်တော်တို့ကို तू က
သူ့ရဲ့လက်တော်နဲ့အမြဲတမ်းကျေးဇူးပြုနေတယ်ဆိုတဲ့အရာကိုကျွန်တော်တို့အမှတ်ရစီဖို့ဖြစ်တယ်ဆိုတဲ့အရာလေးကိုဖော်ပြပေးချင်တာဖြစ်တယ်။ဒါကြောင့်မလို့နံပါတ်3အချက်ကဘာလဲဆိုရင်ပင်ပန်းခြင်းရဲ့အလွန်မှာတက်တာခြင်းရှိတယ်တဲ့အရန်ပင်ပန်းတာလေပင်ပန်းတဲ့အခါမှာတက်တာခြင်းကိုမလိုချင်ဘူးလားလိုချင်တာပေါ့ဒါပေမဲ့အဲ့ဒီတက်တာခြင်းဘာကြောင့်ရှိတာလဲနောအေးကသူ့ခေတ်ကလာမှာသင်္ဘောတီဆောက်ခိုင်းတဲ့အခါမှာဖခင်ကနောအေးကိုမင်းသင်္ဘောတီဆောက်ပါနောအေးသင်္ဘောဆောက်လို့တဲ့အချိန်မှာအရန်ပင်ပန်းပါတယ်ဖခင်စကားနားထောင်မိမဲ့သူအရန်ပင်ပန်းပါတယ်ဒါပေမဲ့နောအေးသင်္ဘောပြီးဆောက်ပြီးတဲ့အချိန်မှာရေလွှမ်းမိုးတဲ့အချိန်မှာမိုးရွာတွန်းနေတဲ့အချိန်မှာနောအေးဟာတက်တာခြင်းနဲ့ဘယ်ထဲမှာနေရလဲသင်္ဘောထဲမှာနေရတယ်ဆိုတဲ့အရာကိုဒီကနေ့နားလည်စီဖို့ဖြစ်တယ်ဘဝအသက်တာမှာသူများတွေကဘလို့အသက်တာမျိုးနဲ့ပဲနေသင်ကဘယ်ထဲမှာနေရမလဲနှုတ်ကပတ်တော်နဲ့သင်အသက်ရှင်ရင်သင်ဘလောက်ပဲပင်ပန်းသင်ထဲမှာဘာရမလဲသက်တာခြင်းရမယ်ဆိုတဲ့အရာလေးကိုဒီကနေ့ဖော်ပြပေးချင်တာဖြစ်ပါတယ်ဖခင်နာမဘုံကြည်ပါစေဤဒီကာထာဝရဖခင်ဤနှုတ်ကပတ်တော်ဖြစ်တယ်နံပါတ်5အချက်ကဘာလဲဆိုလို့ရှိရင်အိမ်ထောင်တဲ့တိုင်းသတိပြုပါတဲ့ဒါပေမဲ့တွေးပြီးတော့မှမကြောက်ပါနဲ့တဲ့မှတ်ထားတော့အိမ်ထောင်တဲ့တိုင်းသတိပြုပါဒါပေမဲ့တွေးပြီးမကြောက်နဲ့ယနေ့ခေတ်ကာလအချိန်ကသတိထားရဲနဲ့တွေးပြီးတော့မှကြောက်နေရတဲ့အချိန်မဟုတ်ဘူးလားဟုတ်တယ်လေနောမီတို့မိသားစုတခါတော့ကျွန်တော်ဝေငှပေးဘူးတယ်ဘယ်လင်ကနေမောဘပြည်ကိုသွားတာဘာဖြစ်လဲအချိန်ဒီပေါ်မှာကြည့်ပြီးတော့မှသူတို့တွေးပြီးကြောက်တဲ့အခါမှာအဲ့ဒီဘက်လင်ကနေမောဘပြည်ရောက်တဲ့အခါမှာ2နှစ်လောက်ကြာတဲ့အခါမှာတား2ယောက်နဲ့သူ့ရဲ့ယောက်ျားတည်သွားတယ်ဘဝအတ္တမှာသူတို့ကောင်းစားမလားဆိုပြီးတော့မှအဲ့ဒီနေရာကိုသူတို့ပြောင်းသွားကြတယ်ဒီကနေ့မိတ်ဆွေနေရာကကောင်းစားခြင်းပေးတာမဟုတ်ဘူးသင်ရှိတဲ့နေရာမှာတွေးမကြောက်ဖဲနဲ့ဖခင်သခင်ရှိကြောင်းကိုနှလုံးသွင်းယုံကြည်ဖခင်အားကိုးပြီးတော့မှသင်အသက်ရှင်မှုအရေးကြီးတယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်နံပါတ်6အချက်ကအိမ်ထောင်မှာငွေလိုအပ်ပါတယ်ငွေမလိုအပ်ဘူးဆိုတဲ့အိမ်ထောင်တွေလက်ညှိုးထောင်ကြည့်ဘူးမှထောင်မှာမဟုတ်ဘူးလိုတယ်လေကွယ်ကျွန်တော်ကအစလိုတာပေါ့ငွေမရှိလို့မှမဖြစ်တာငွေရှိမှအစဉ်ပြေမှာလေဒါပေမဲ့တဲ့မိတ်ဆွေအိမ်ထောင်တဲ့တိုင်းကငွေလိုအပ်ပါတယ်ဒါပေမဲ့အိမ်ထောင်တဲ့တိုင်းကဘာဖြစ်ရမလဲငွေရဲ့ကျွန်မဖြစ်ဖို့အရေးကြီးတယ်အာမင်တခါမှကျွန်တော်တို့ဘဝအတ္တကငွေရဲ့ကျွန်ဖြစ်သွားတဲ့အခါမှာကျွန်တော်တို့ကလောကမှာအသက်ရှင်ခြင်းအရာဟာဖခင်နဲ့မွေလျော်ခြင်းမရှိတော့တဲ့အတ္တဖခင်ကိုအချိန်မပေးတဲ့အတ္တနဲ့အသက်ရှင်ရတယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်။ကျမ်းစာထဲမှာယေရီခေါမျိုးကပစ္စည်းကိုဘသူကတတ်မဲ့ပြီးတော့မှယူလိုက်တာလေအာခန်အေလိရှက်ကပြောတယ်အာခန်အဲ့ဒီယေရီခေါမျိုးမှာရှိတဲ့ပစ္စည်းကိုမင်းမယူနဲ့ပရောဖက်စကားနားမထောင်ပဲတတ်မဲ့တဲ့စိတ်နဲ့ယူလိုက်တဲ့အခါမှာငွေရဲ့ကြေးကျွန်ဖြစ်တဲ့အာခန်ကသူတယောက်ထဲကြောင့်သူ့မိသားစုအပေါင်းပါအားလုံးအသက်ခံရတယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်ဘဝအတ္တမှာတင်းကိုအားပေးစေခြင်းနဲ့ငွေကတကယ်တော့လိုအပ်ပါတယ်ငွေကတင်းရဲ့ကျွန်ဖြစ်ပါစေအာမင်တင်းငွေနောက်မလိုက်ပါနဲ့ငွေကတင်းရဲ့ကျွန်ဖြစ်ရင်တင်းစီကိုအလိုအလျောက်ရောက်လာမယ်ဆိုတဲ့အရာကိုဒီကနေ့အားပေးစေခြင်းနဲ့နောက်ဆုံးအချက်ကဘာလဲဆိုလို့ရှိရင်အိမ်ထောင်တဲ့တိုင်းနဲ့နော်အိမ်ထောင်တဲ့တိုင်းကဘာလဲဆိုလို့ရှိရင်ခရစ်တော်အိမ်ဆိုးအုပ်ဆိုးတဲ့အိမ်ထောင်ဟာတဲ့ကားတစ်စီးကိုဘိန်းလေးဘိန်းဖြုတ်ပြီးတော့မှမောင်းတာနဲ့တူတယ်တဲ့ကားတစ်စီးလုံးဟာလန်ခရူဆာကားအစုံမဲ့အထက်မှာအရန်လှပအေးကွန်အကုန်ပြောစရာမရှိဘူးဆိုဖာထိုင်ကုန်တွေကအကောင်းစားဒါပေမဲ့တင်ကအဲ့ဒီကားထဲကိုဝင်သွားပြီးတော့မှတင်ထိုင်ပြီးတော့မှတင်နေကြည့်ဒါပေမဲ့အဲ့ဒီကားကမောင်းလို့ရမှာဘာကြောင့်လဲဘိန်းမရှိတော့ကြောင့်ဘာကြောင့်လဲဘိန်းမရှိတဲ့ကြောင့်ဒီຢာလေးကိုနားလည်စီဖို့ဒါတော့ဘဝတတမှာကျွန်တော်တို့အိမ်မှာဘာတွေပဲရှိဥစ္စာပညာတွေဘလောက်ပဲရှိနေပါစေဘိန်းမရှိတဲ့ကားဟာမောင်းလို့မရတယ်လို့ကျွန်တော်တို့ရဲ့အိမ်ထောင်ထဲမှာယေရှုခရစ်တော်အုပ်ဆိုးခြင်းမရှိတဲ့အိမ်ထောင်ဟာဘိန်းမရှိပဲမောင်းတဲ့အိမ်ထောင်နဲ့တူတယ်ဆိုတဲ့အရာကိုနားလည်စီဖို့ဖြစ်တယ်အဲကြောင့်မလို့ခရစ်တော်အုပ်ဆိုးတဲ့အိမ်ထောင်ဖြစ်ဖို့ရန်အတွက်
အရေးကြီးတယ်ဒီကနေ့ခေါင်းစဉ်လေးကိုဆရာဗာပေးခြင်းနဲ့ဆိုရင်ကျမ်းစာတွေကအကြောင်းပဲဆရာပြောချင်တာဖြစ်တယ်အိမ်ထောင်တဲ့၄ယောက်အကြောင်းကိုဆရာပြောမယ်အတူလေးပဲဆရာချုပ်နေတော့မယ်နော်ရွေးချယ်မှုမှားခဲ့တဲ့အိမ်ထောင်ရှင်များခေါင်းစဉ် choice ရွေးချယ်တာမှားသွားတာဘဝတတမှာသင်ရွေးချယ်ခြင်းမမှားနဲ့သင်ရဲ့အိမ်ထောင်အတွက်သင်ရွေးချယ်ဖို့အတွက်သင်ကိုယ်တိုင်မဆုံးဖြတ်နဲ့သင်ဘု து ကိုတိုင်ပင်ရမလဲဖခင်ကိုတိုင်ပင်ရမယ်ဖခင်ကိုအားပြုပြီးတော့မှအားကိုးပြီးတော့မှသင်ရဲ့ရွေးချယ်ခြင်းဒီဘယ်တော့အခါမှမမားဘူးဆိုတဲ့အရာလေးကိုနားလည်စေခြင်းနဲ့အိမ်ထောင်တဲ့တိုင်းသတိပြုပါဘယ်တော့မှရွေးချယ်မှုမမားစေနဲ့နောက်တစ်ခုအိမ်ထောင်တဲ့တိုင်းဖခင်မိခင်ဟာအိမ်ထောင်ဦးစီးဖြစ်တယ်ကလေးတွေသားသမီးတွေရဲ့လက်ဦးဆရာဖြစ်တယ်ဆိုတဲ့အရာလေးကိုနားလည်စေခြင်းနဲ့သားသမီးတွေရဲ့အနာဂတ်ကောင်းစားဖို့အတွက်အိမ်ထောင်ဖခင်မိခင်တိုင်းတာဝန်ရှိတယ်ဆိုတဲ့အရာလေးကိုအနည်းငယ်လေးဖော်ပြပေးခြင်းနဲ့သင်လောက်သမျှသင်ရဲ့အချစ်အမှုသင်ရဲ့ဇယိုက်သင်ရဲ့လှုပ်ဆောင်မှုမှန်တပြားအရာအလုံးကိုလက်ဦးသင်စီကပညာယူနေတာဘာလို့လဲသားသမီးဆိုတာကိုဘယ်တော့မှမမေ့နဲ့သင်ထဲမှာယုံကြည်ခြင်းရှိမယ်သင်ကဖခင်ကိုအားကိုးမယ်သင်အသက်တာကအိမ်ထောင်ခရစ်တော်အုပ်စိုးတဲ့အိမ်ထောင်အသက်တာမျိုးသင်ထဲမှာရှိရင်သင်သားသမီးဒီလေသင်အသက်တာကိုကူးဆက်ပြီးအနာဂတ်အတွက်လှပတဲ့အိမ်ထောင်တစ်တွေကိုထူထောင်လာမဲ့သားသမီးတွေဆိုတာကိုနားလည်စေဖို့ဖြစ်တယ်ကျမ်းစာထဲမှာဟေရောဒိနဲ့သမီးဟေရောဒိဆိုတာကဟေရုမင်းကြီးရဲ့ညီဖိလိပလို့ခေါ်တယ်မဿဲခန်းကြီး14အပိုက်ငယ်6:10အထိကိုဤအကြောင်းကိုဖတ်ရင်တွေ့ရမယ်မဿဲအခန်းကြီး14 6:10ဟေရုမင်းကြီးကသူ့ရဲ့မွေးနေ့ပွဲမှာပွဲခံဖို့အတွက်သူကဘာလုပ်လဲဆိုလို့ရှိရင်ဖိလိကဲသမီးဟေရောဒိရဲ့သမီးဟာအကအရန်တော်တော့အဲ့ဒီမွေးနေ့ပွဲမှာသူကကတဲ့အချိန်မှာတဲ့ဟေရုကကြည့်ပြီးတော့မှသဘောကျတာအဲ့ဒီအချိန်မှာဟေရုကဘာပြောလဲဆိုတော့ကရာကလည်းလှတဲ့အခါကျတော့ဟေရုကလက်လွတ်စပယ်စကားပြောလိုက်တာနှုတ်ကြွန်သွားတာမင်းနဲ့တောင်းချင်သမျှအရာရှိရင်တောင်းတဲ့ဟေရုကသူ့ပါဇက်ကနေပြောလိုက်တာပြောချင်တဲ့အရာကမင်းတောင်းသမျှအရာကိုတောင်းငါပေးမယ်လို့ပြောတာမင်းတိုင်းပြည်တစ်ဝက်တောင်းရင်လည်းငါပေးမှာပဲမင်းဘာတောင်းချင်တယ်ငါပေးမှာဦးလေးဖြစ်တဲ့ဟေရုမင်းကဒီကလေးမလေးကိုပြောတာအဲ့ဒီကလေးမလေးရဲ့နာမည်ကဆလိုမီလို့ခေါ်တယ်ကျမ်းစာထဲမှာသူ့နာမည်တော့မပါဘူးသူ့ရဲ့ background ကိုလေ့လာရင်သူ့နာမည်တွေ့ရမယ်ဆလိုမီဆိုတော့ဖိလိပနဲ့ဟေရောဒိနဲ့မွေးတဲ့သမီးလေးကဆလိုဒီဆိုတော့အဲ့ဒီအချိန်မှာဟေရောဒိကဘာလုပ်လဲဆိုတော့ဟေရောဒိနဲ့ဖိလိပကဟေရောဒိနဲ့ဒီဟေရုမင်းကနောက်မှာသူတို့ကဖောက်ပြန်နေတာတကယ်တော့ဟေရုကညီကဖိလိပနော်ညီရဲ့မိန်းမနဲ့ဟေရုကဖောက်ပြန်နေတာကိုဘသူကသိလဲဆိုတော့နှစ်ချင်းဆရာဂျွန်ဒ်ဘပ်တစ်နှစ်ချင်းဆရာယောဟန်ကသိတယ်နှစ်ချင်းဆရာကယောဟန်ကသူသိတဲ့အခါမှာဟေရုမင်းနဲ့ဟေရောဒိတဲ့မင်းတို့ဒီအပြုအမူမျိုးမင်းတို့မလုပ်ကြနဲ့မင်းတို့တနေ့ဒုက္ခရောက်မယ်နော်ဆိုပြီးတော့မှဆုံးမတာအဲ့ဒီဆုံးမတဲ့အရာကိုသူကဘာလို့လဲလက်မခံဘဲနဲ့သူကသေးထားတာမကျင်တတ်ဘူးဆိုတော့ဟေရုကအဲ့ဒီမွေးနေ့မှာကတဲ့ကောင်မလေးရဲ့သူ့ရဲ့တူမလေးကိုဘာပြောလဲမင်းတောင်းကျင်တဲ့မြတ်ကိုတောင်းတယ်ငါပေးမယ်လို့ပြောတဲ့စကားပေါ်မှာဒီကလေးမလေးကဘာပြောတယ်လဲဆိုတော့အမေတဲ့မင်းကြီးကတော့သမီးကိုတောင်းခိုင်းတယ်သမီးဘာတောင်းရမလဲအဲ့ဒီအချိန်မှာဟေရောဒိကဘာပြောတယ်လဲနှစ်ချင်းဆရာယောဟန်ကခေါင်းကိုတောင်းတဲ့အဲ့လိုပြောလိုက်တာဆိုတော့နှစ်ချင်းဆရာယောဟန်ကခေါင်းကိုတောင်းလို့ပြောလိုက်တဲ့အခါမှာဒီကလေးမလေးကမဿဲခန်းကြီး14အပိုက်ငယ်8မှာထိုမိန်းမငယ်သည်သူဤအမိတိုက်တွန်းသည့်အတိုင်းဗတ္တိဇံဆရာယောဟန်ဤဦးခေါင်းကိုလေပေး၌ပေးတော်မူပါဟုတောင်းလျှောက်၏မင်းကြီးသည်ဝမ်းနေတော်လဲကျိန်ဆိုခြင်းကို၎င်းအပေါင်းဖာတို့ဤမျက်နာထောက်သောကြောင့်၎င်းပေးစေဟုအမိန့်တော်ရှိ၍လူကိုစေလွတ်၍
ယောဟန်ဤလေဘင်းကိုထောင်ထဲမှာဖြတ်စီပြောချင်တာကဟေရုဒ်ကသူပြောချင်တာပြောလိုက်တာဒါကြောင့်မလို့ဗမာစကားပုံရှိတယ်သမင်းကိုကိုအောင်စားစကားကိုကုံအောင်မပြောနဲ့ကိုပြောလို့မှားသွားရင် sorry ပါလို့လုပ်ရင်အလကားပဲဒါကြောင့်မလို့မပြောခင်မှာဘာလို့ရမလဲစဉ်းစားဆုံးဖြတ်ဖို့လိုတယ်ချင့်ချိန်ဖို့လိုတယ်ဒီမှာကတော့ဟေရုဒ်ကအဲ့လိုမဟုတ်ဘူးစကားကိုလက်လွတ်စပယ် तू ပြောလိုက်တဲ့အရာကအခု तू ဘု து ကိုပေးရတော့မလဲနှစ်ချင်းဆရာယောဟန်ကခေါင်းကို तू ပေးရတော့မှာဖြတ်ပေးရတော့မှာဆိုတော့နောက်ဆုံးဘာဖြစ်တယ်လဲစကားတခွန်းကြောင့်လက်လွတ်စပယ်ပြောလိုက်တဲ့စကားကြောင့်အပြစ်မရှိတဲ့နှစ်ချင်းဆရာယောဟန်ရဲ့ဥကောင်းအဖြတ်ခံရတယ်နှစ်ချင်းဆရာယောဟန်သိရတယ်ဒါကြောင့်မလို့အိမ်ထောင်မှာတခါတည်းမှာဖျားမပါဘဲနဲ့ပြောတဲ့နှုတ်ကအရာတွေကဆုံးရှုံးမှုဖြစ်စေတယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်ဖျားမနစ်တဲ့အရာတွေဖျားမပါတဲ့စကားမျိုးကိုအိမ်ထောင်တဲ့တိုင်းဘယ်တော့မှမပြောရဘူးသင်ပြောလိုက်တဲ့ဖျားမပါတဲ့စကားဒီသင်ပြောတဲ့စကားပေါ်မှာသင်ပြီးမှပြန်ပြီးတော့မှတက်ရောက်တယ်ဆိုတဲ့အရာကိုဒီကနေ့နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုဖော်ပြပေးတယ်ဆိုတဲ့အရာလေးကိုနားလည်စေဖို့ဖြစ်တယ်တခါတော့ငါတဲ့လင်မယား2ယောက်ရှိတယ်အဲ့ဒီလင်မယား2ယောက်ကအိမ်ကိုအဖိုးအို3ယောက်ကရောက်လာတယ်ရောက်လာတဲ့ခါမှာအဲ့ဒီလင်မယား2ယောက်ကတကားပေါက်ကနေပြီးတော့မှသူတို့ကကြိုးစိုးတယ်ကြိုးဆိုပြီးတော့မှအဖိုးအို3ယောက်တဲ့ဘာများအလိုရှိတယ်လဲငါတို့မင်းတို့အိမ်ကိုလာခြင်းတို့မင်းတို့အိမ်ကိုဝင်ခြင်းတို့တဲ့ဒါပေမဲ့ငါတို့အဖိုးအို3ယောက်လုံးကမင်းတို့အိမ်ကိုလာလို့မရဘူးတဲ့ငါတို့မိတ်ဆက်ပြီးမယ်တဲ့ငါတို့ရဲ့နာမည်တွေကိုနံပါတ်1အဖိုးကငါရဲ့နာမည်ကတော့ဦးချမ်းသာဖြစ်တယ်တဲ့ဒုတိယအဖိုးကတော့ငါရဲ့နာမည်ကဦးအောင်မြင်ဖြစ်တယ်တတိယအဖိုးကတော့ငါရဲ့နာမည်ကတော့ဦးမြတ်တာဖြစ်တယ်ဆိုတော့ဒီ3ယောက်ထဲမှာရှိတဲ့ပုဂ္ဂိုလ်3ယောက်ကိုအဖိုး3ယောက်ကိုမင်းတို့ဘဒုကိုအရင်ဆုံးရွေးချယ်မလဲမင်းတို့ရွေးပါတဲ့ဒါပေမဲ့တဲ့ဦးချမ်းသာကိုခေါ်မယ်ဆိုရင်ဦးအောင်မြင်လိုက်လို့မရဘူးဦးမြင့်တာလည်းလိုက်လို့မရဘူးမင်းတို့အိမ်ထဲကိုဦးချမ်းသာပဲဝင်ရမှာတဲ့အဲ့ဒီဦးချမ်းသာဝင်လို့ရှိရင်မင်းတို့အိမ်ကအမြဲတမ်းချမ်းသာမယ်ဦးအောင်မြင်ဆိုတဲ့ပုဂ္ဂိုလ်ကိုရွေးလို့ရှိရင်တဲ့ဦးချမ်းသာနဲ့ဦးမြင့်တာဝင်လို့မရဘူးဒါပေမဲ့ဦးအောင်မြင်ကမင်းတို့အိမ်ထဲကိုဝင်ရင်မင်းတို့ကအမြဲတမ်းအောင်မြင်နေမှာဘယ်ရာကိုရွေးမှာလဲအဲ့ဒီချိန်မှာလင်မယား2ယောက်ကဘာလုပ်လဲသူတို့စဉ်းစားပြီးတော့မှချက်ချင်းပဲဒူးထောက်ပြီးဘုရားသခင်စီမှာသူတို့ဆုတောင်းတဲ့အခါမှာဘုရားကသူတို့ကိုအဖြေပေးလိုက်တယ်အဖြေရချင်းမဲ့သူတို့မတ်တက်ရက်ပြီးတော့မှအဖိုး3ယောက်ကိုပြောတယ်အိုးအဖိုးတို့တဲ့ကျွန်တော်တို့ရဲ့အိမ်ကိုအဖိုးဦးမြင့်တာကိုပဲကျွန်တော်တို့ရွေးပါမယ်တဲ့ဦးချမ်းသာနဲ့ဦးအောင်မြင်ပြန်မယ်ဆိုလို့ရှိရင်ပြန်လို့ရပါတယ်ကျွန်တော်တို့ဦးမြင့်တာကိုပဲရွေးမယ်ဆိုပြီးတော့မှသူတို့တွေဆုံးဖြတ်လိုက်တဲ့အခါမှာအဲ့ဒီအချိန်မှာဘာလို့လဲဆိုရင်ဦးမြင့်တာကသူကရွေးလိုက်တဲ့အတွက်သူအိမ်ထဲကိုဝင်လာတာအဲ့ဒီလိုဝင်လာတဲ့အချိန်မှာပဲတဲ့ဦးချမ်းသာကောဦးအောင်မြင်ကော2ယောက်လုံးအတူတူဦးမြင့်တာနဲ့အတူပါလာတယ်တဲ့အဲ့ဒီအချိန်မှာလင်မယား2ယောက်ကဘာပြောလဲဆိုတော့အဖိုးတို့ပြောတော့ကတော့တယောက်တည်းပဲဝင်ရမှာစုတဲ့အခုဘာဖြစ်လို့3ယောက်လုံးကျန်တဲ့2ယောက်ကဝင်ရတာလေမင်းတို့အရွေးချယ်မှုမှန်သွားတာဖြစ်တယ်ဦးမြင့်တာကိုတဲ့မင်းတို့ရွေးလိုက်တဲ့အတွက်ဒီကနေ့ကျွန်တော်တို့ဘဝအသက်တာမှာ home sweet home တာယာသောအိမ်ထောင်ဖြစ်ဖို့အတွက်သင်အထဲမှာသင်အိမ်ထောင်ထဲမှာမေတ္တာရှိလာရင်အောင်မြင်ခြင်းတွေချမ်းသာကြွယ်ဝခြင်းတွေဘုရားသခင်ရဲ့ကောင်းကြီးတွေစီစဉ်တက်ရောက်မှုရှိလာမယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်အိမ်ထောင်ရေးမတာယာရင်အိမ်ထောင်ရေးထဲမှာမေတ္တာတရားမရှိရင်အဲ့ဒီအိမ်ထောင်ကဘယ်တော့မှတာယာမှာမဟုတ်ဘူးအိမ်ထောင်ရေးထဲမှာဘုရားရဲ့မေတ္တာနဲ့တည်ဆောက်ထားတဲ့အိမ်ထောင်ကအေးချမ်းမှုရှိတယ်ချမ်းသာကြွယ်ဝမှုရှိတယ်ကောင်းကြီးမင်္ဂလာခံစားရတဲ့အိမ်ထောင်ဖြစ်တယ်အမြဲတမ်းအောင်မြင်နေတဲ့အိမ်ထောင်ဖြစ်တယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်ဒါကြောင့်မလို့အိမ်ထောင်ရှင်များရွေးချယ်မှုမမားနဲ့တာယာသောအိမ်ထောင်ဖြစ်စေဖို့နေ့ရက်အစဉ်တိုင်းမှာ
တင်တို့ဘာနဲ့တီဆောက်ရမလဲနှုတ်ကပတ်တော်နဲ့တီဆောက်ရမယ်ဆိုတဲ့အရာကိုဒီကနေ့နားလည်စေဖို့ဖြစ်တယ်ခြံခဲ့မယ်ဆရာဒီအချက်တွေနဲ့ပတ်သက်ပြီးထပ်ပြီးရှင်းပြမယ်ဆိုရင်အများကြီးရှိတယ်နံပါတ်1တယောက်ကတော့ဘာလို့လဲဆိုလို့ရှိရင်ရွေးချယ်မှုမှားခဲ့တဲ့တယောက်အဟိတောဖေလနော်အဟိတောဖေလဟေရောဒိကနံပါတ်1မှာသူရွေးချယ်မှုမှားခဲ့တာနှစ်ချင်းဆရာယောဟန်ရဲ့ခေါင်းကိုဖြတ်လိုက်တာရွေးချယ်မှုမှားခဲ့တာသူတပားကိုဒုက္ခရအောင်သူ့ရဲ့နှုတ်ရှာကြောင့်နှုတ်ကထွက်တဲ့စကားကြောင့်ဟေရုဒ်ရဲ့စကားကြောင့်ဘာဖြစ်တယ်လဲခံရတာနှစ်ချင်းဆရာယောဟန်ဒါပေမဲ့နှစ်ချင်းဆရာယောဟန်ကိုနံပါတ်2ကဘာလဲဆိုရင်သူ့ကိုတက်လိုက်ပြီမဲ့နှစ်ချင်းဆရာယောဟန်ကိုတဘောကြတဲ့အဖွဲ့တွေရှိတယ်အဲ့ဒီအဖွဲ့တွေကကျိန်ဆဲခြင်းကိုဘယ်သူကခံရလဲဟေရောဒိနဲ့ဖိလိပ္အိမ်ထောင်ပြီးသားစုကျိန်ချင်းခံရတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဒီမှာလဲအဟိတောဖေလအဲ့ဒီအဟိတောဖေလဆိုတာဘာလို့လဲဆိုလို့ရှိရင်ဗတ်တေရှေဘရဲ့ဦးလေးအဖိုးဖြစ်တယ်ဗတ်တေရှေဘဆိုတာကျမ်းစာထဲမှာဒါဝိဒ်မင်းကြီးပြစ်မှားလိုက်တဲ့အမျိုးသမီးဘာလို့လဲဗတ်တေရှေဘအဲ့ဒီဗတ်တေရှေဘရဲ့အဖိုးကအဟိတောဖေလလို့ကျမ်းစာထဲမှာဖော်ပြတယ်ဆိုတော့အဟိတောဖေလကဒါဝိဒ်ကိုဘာလို့လဲဆိုရင်ငါမြီးလေးကိုဒါဝိဒ်ကဖျက်ဆီးတယ်ဒီအရာကိုသူကချီနှောင်ထားတာယနေ့ညီကိုမောင်နှမများချီနှောင်ခြင်းဆိုတာဘယ်တော့မှမလုပ်နဲ့အိမ်ထောင်ရှင်များဇနီးနဲ့ခင်ပွန်းသားသမီးမိသားစုတယောက်နဲ့တယောက်ဘယ်တော့မှချီနှောင်ခြင်းမထားနဲ့အဲ့ဒီချီနှောင်ခြင်းဟာတင့်ကိုဘယ်တော့မှအကျိုးမပေးဘူးဆိုတဲ့အရာကိုဒီကနေ့နားလည်စေဖို့ဖြစ်တယ်တချို့ကလည်းဆရာရဲ့တဲ့ကျွန်မသူ့ကိုခွင့်လွှတ်ပါတယ်တဲ့ဒါပေမဲ့ကျွန်မမမေ့ဘူးတဲ့အဲ့တော့ခွင့်လွှတ်တယ်ပြောပြီးမမေ့ဘူးဆိုရင်မခွင့်လွှတ်တာမဟုတ်ဘူးလားဒီຢာလေးကိုစတို့နားလည်စေဖို့ဖြစ်တယ်ဒါကြောင့်မလို့ forgive ဆိုတာကခွင့်လွှတ်ပြီးရင် forgive ခွင့်လွှတ်ပြီးတဲ့အတွက်မေ့ပလိုက်တာဆိုတော့တချို့ကဘာဖြစ်လဲခွင့်လွှတ်တယ်မေ့လို့မရဘူး forgive မေ့ပလိုက်ရတာဒီຢာလေးကိုနားလည်စေဖို့ဖြစ်တယ်တချို့ကဘာပြောတဲ့ဆိုရင် forgive တယ်ခွင့်လွှတ်တယ်တဲ့ not forgive မမေ့ဘူးတဲ့ဘယ်တော့မှမမေ့ဘူးဆိုတဲ့အရာကိုတွေ့ရတယ်တော်တော်များများကျွန်တော်လေ့လာကြည့်တာယုံကြည်သူခရစ်ယာန်အိမ်ထောင်တိုင်းမှာဒီပြဿနာတွေရှိတယ်လင်နဲ့မြားပြဿနာဖြစ်တဲ့စကားများတယ်လင်နဲ့မြားရှာနဲ့သွားတဲ့တခါတလေသွားနဲ့ရှာနဲ့မကိုက်မိဘူးလားအခက်မသိရင်ကိုက်မိတယ်နာတယ်လေဆိုတော့တချို့ခွင့်မလွန်နိုင်တဲ့ခင်မုန်းတွေရှိတယ်တချို့ခွင့်မလွန်နိုင်တဲ့ဇနီးတွေရှိတယ်ဒါပေမဲ့ခွင့်လွန်ရမယ်ခွင့်လွန်ပြီးရင်ဘာဖြစ်လဲမေ့ပလိုက်ရတာဆိုတော့ဒီမှာကတော့အဟိတောဖေလကသူ့ရဲ့မြီးလေးကိုဖျက်ဆီးထားတဲ့ဒါဝိဒ်ကိုသူကခွင့်မလွန်နိုင်ဘူးခွင့်မလွန်နိုင်တော့သူကဘာလုပ်လဲဆိုလို့ရှိရင်တနေ့ဒါဝိဒ်ကိုအဘရှလုံကပုံကန်တဲ့အချိန်မှာဒါဝိဒ်ဘုရင်ကထွက်ပြေးနေရတာထွက်ပြေးနေတဲ့အချိန်မှာအဟိတောဖေလကအဘရှလုံနဲ့ပေါင်းပြီးတော့ဒါဝိဒ်ကိုတတ်ဖို့သူကအကြံပေးတာအဲ့ဒီလိုအကြံပေးတဲ့အခါမှာဒါဝိဒ်မင်းကြီးကသူ့ရဲ့အကြံကိုလက်မခံလို့ဒါဝိဒ်ကလည်းတောထဲမှာနေရင်းနဲ့သူကဘုရားစီမှာဆုတောင်းတယ်အခုဘုရားသခင်နဲ့အဟိတောဖေလသူအကြံပေးတဲ့အရာကိုကိုရောလက်မခံနဲ့တဲ့ဆိုတော့ဘုရားကသူ့စကားကိုသူ့ဆုတောင်းခြင်းကိုနားညောင်းတဲ့အခါမှာလုံးဝကိုလက်မခံဘူးလက်မခံရမလားဆိုပြီးတစ်ချိန်လုံးကဒါဝိဒ်မင်းကြီးကိုယ်တိုင်အဟိတောဖေလပေးတဲ့အကြံကိုလက်ခံရတယ်သူ့ရဲ့သားအဘရှလုံကြတော့လက်မခံလို့သူဘာလုပ်လဲအိမ်ကိုပြန်ပြီးတော့မှသူဘာလုပ်လဲဆိုလို့ရှိရင်ပြိတ္တကအရှိမသူအဆက်ကွဲပြီးတော့မှသူအိမ်ကိုပြန်သွားတယ်200ခန်းကြီး19အပိုက်ငယ်23မှာအဟိတောဖေလသည်မိမိပေးသောအကြံတို့ကိုမလိုက်မီအကြောင်းသိမြင်သောအခါတဲ့မြင်းကိုကုန်းနီးတင်စေပြီးထ၍မိမိနေရင်းမြို့အိမ်တို့တွားလျက်ဤအမှုအရာစီရင်ပြီးမှလေကျိုးတက်၍တည်၏ဘိုးဘီတို့နှင့်တင်းချိုင်းမှာတကြိုကြ၏ဓမ္မဟောင်းမှာကိုတတ်တည်တာဘာလို့လဲအဟိတောဖေလဓမ္မတစ်မှာကိုတတ်တည်တာဘာလို့လဲယူရာရှကာယုကိုဆိုဆိုင်လောက်တာကဓမ္မတစ်မှာယူရာရှကာယုတချို့ကမေးတယ်ဒီအကြောင်းအရာလေးကိုဆရာတခါတည်းရှင်းပြလိုက်မယ်တချို့တွေမသိတဲ့သူတွေအများကြီးရှိတယ်
ဆရာတဲ့ယုံကြည်သူဟာတဲ့ကိုတက်တည်ပြီးလို့ရှိရင်တဲ့ကောင်းကင်ရောက်မလားမရောက်မလားဆိုတဲ့မေးခွန်းရှိတယ်ကောင်းကင်ရောက်မလားမရောက်ဘူးလားမရောက်ဘူးဆိုတဲ့သူလက်ညှိုးထောင်ကြည့်ရအောင်မရောက်ဘူးအများကြီးပဲရောက်မှာမဟုတ်ဘူးကျန်တဲ့သူတွေကတော့မထောင်တဲ့သူကတော့ရောက်မယ်ဆိုတဲ့ပုံစံလားမရောက်ဘူးဆိုတဲ့ပုံစံလားမသိဘူးဆိုတော့ဆရာနားလည်အောင်ရှင်းပြပေးမယ်ကိုတက်တည်ရင်ဘယ်တော့မှကောင်းကင်ရောက်မှာမဟုတ်ဘူးယုံကြည်သူဆိုတာကဘယ်တော့မှကိုတက်မတည်ရဘူးမှတ်ထားနော်အခုတော်တော်များများခရစ်ယာန်ယုံကြည်သူတို့ပြောတဲ့သူတွေကိုဆွတ်ဆိုင်လုပ်တဲ့သူတွေဆရာအများကြီးတွေ့ရတယ်တော်တော်များဘသူလောက်ဆရာနာမည်မဖော်ဘူးရန်ကုန်မှာရှိတယ်ချင်းတောင်မှာလည်းရှိတယ်ကိုတက်တည်တာအံ့ဩစရာကောင်းတယ်ဆိုတော့ယုံကြည်သူဆိုတာကဘယ်တော့မှကိုတက်ပြီးတော့မှမတည်ဘူးဒီမှာကြည့်အဟိတောဖေလာကသူအဆက်ကွဲလို့ဒါဝိကိုချီနှောင်လို့သူ့ဘဝအသက်တာနောက်ဆုံးဘာလို့လဲအဆုံးစီရင်တာကိုတက်တည်တာယနေ့ဘဝအသက်တာမှာမှတ်ထားပါညီကိုမောင်နှမတို့အိမ်ထောင်မှာတင်ဘဝအသက်တာတင်ကောင်းစားစီခြင်းရင်တင်ဘဝအသက်တာတင်ထာဝရကာလအထိယေရှုခရစ်တော်ဒီတင့်အတွက်လဝါကားတိုင်းမှာအသေးခံပေးဆက်ခဲ့တဲ့အသွေးသွန်းခဲ့တဲ့အရာဟာတင့်အတွက်ထာဝရကာလအထိလာပြီးတော့မှအာမခံပြီးတဲ့အရာဆိုတာကိုသင်နာလေစီဘူးဖြစ်တယ်။သင်နှလုံးသားထဲမှာခရစ်တော်ကိုအပြည့်အဝယုံကြည်ပြီးတော့မှသင်ကိုးစားဖို့ဖြစ်တယ်။နှလုံးသားထဲမှာခရစ်တော်ရဲ့ဝိညာဉ်တန်ရှင်တော်သင်နှလုံးသားထဲမှာတကယ်ကျိန်းဖို့တကယ်ရှိရင်သင်ကစစ်မှန်တဲ့ယုံကြည်သူဖြစ်တယ်။မယိုးဖလားခရစ်ယာန်မဟုတ်ဘူး။ကိုတက်တည်တာကိုဆိုဆိုင်လုပ်တာအစကတည်းကတခါတည်းပြောလိုက်မယ်ကဲတင်ခြင်းမရလို့အစတည်းကမီယိုဖလာခရိယန်မဟုတ်လို့တကယ်စစ်မှန်တဲ့ခရိယန်ယုံကြည်သူဆိုရင်တကယ် born again ဖြစ်ပြီးတကယ်ပြောင်းလဲလာတော့သူဆိုရင်ဘယ်တော့မှကိုတက်တည်တာမရှိဘူးဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်။ကျမ်းစာထဲမှာကိုတက်တည်ပါလို့မပြောဘူး။ဆိုတော့ကိုတက်တည်တဲ့သူကကောင်းကင်ရောက်လားငရဲရောက်လားဆိုတာကိုဖတ်ကိုကျွန်တော်တို့စဉ်းစားဖို့ဖြစ်တယ်ဆိုတဲ့အရာလေးကိုဒီကနေ့နားလည်စေဖို့ဖြစ်တယ်။ဆရာဘယ်လောက်ရှိသွားပြီလဲဘယ်လောက်ရှိပြီလဲ10မိနစ်10မိနစ်လို့တည်တယ်အမြန်ဖြတ်ပဲနော်ဆိုတော့အမြန်ဖြတ်မယ်ခြံခဲ့မယ်နော်ခြံခဲ့မယ်ဇာကပြင်ဆင်ထားတာခုနပြောသလိုပေါ့နော်ဒီ subject က2ရက်ကြာမယ်ဒါပေမဲ့တကယ်ဒီတဏှာဝင်ငှရင်အစဆုံးပြောရင်တဏှာရီတိခေါ်ရမယ်ဒီတဏှာဖြစ်တယ်ဒါပေမဲ့ဆရာအမြန်ဖြတ်လိုက်မယ်ဆိုတော့တစ်ခါတုန်းကအဖိုးအို2ယောက်ရှိတယ်အဲ့ဒီအဖိုးအို1ယောက်ရှိတယ်အဲ့ဒီအဖိုးအိုကတနေ့သူကကိစ္စရှိလို့အရာရှိ1ယောက်စီကိုသူကဘာလို့လဲတွားတာအဲ့ဒီအရာရှိ1ယောက်စီကိုတွားတဲ့အခါမှာအရာရှိစီမှာလဲလူတွေကကြိတ်တိုးပြီးတော့မှတန်းစီနေတာသူတို့လဲကိစ္စရှိလို့အရာရှိနဲ့တွေ့ဖို့ဒီအဖိုးအိုကလည်းအဲ့ဒီအရာရှိနဲ့တွေ့ဖို့အတွက်ကိုသူကစောင့်နေရင်းနဲ့မစောင့်နိုင်တဲ့အခါမှာအရာရှိရဲ့တပည့်လေးကိုပြောတယ်တားတဲ့ခဏလေးလည်းပါအောင်တဲ့အဖိုးကိုကူညီပါတဲ့အရာရှိကိုပြောပြပါတဲ့အဖိုးအရာရှိနဲ့တွေ့ပြရစီတဲ့တပည့်လေးကလည်းသူ့ဆရာကိုတွားပြောတဲ့အခါမှာအဖိုးကိုခေါ်တွေ့တယ်အဲ့ဒီချိန်မှာအရာရှိကဘာပြောတဲ့ဆိုတော့အဖိုးရဲ့တဲ့ဘာဖြစ်လို့အလောတကြီးဖြစ်ရတာလဲတဲ့အဖိုးဘာအကြောင်းများရှိလို့လဲတဲ့မဟုတ်ဘူးတဲ့အရာရှိတဲ့ကျွန်တော်ဇနီးအဖွားကိုတွားတွေ့ကြည့်လို့ပါတဲ့အရန်အေးကြီးလို့ပါတဲ့မနေ့ဆိုလို့ရှိရင်ကျွန်တော်အမြဲတမ်းသူနဲ့ breakfast အတူတူစားတယ်တဲ့ကျွန်တော်အရန်နောက်ကျမှဆိုလို့တဲ့အဲ့ဒါကြောင့်ကျွန်တော်တွားကြည့်လို့ပါတဲ့အဖွားကဘာမှလဲဒါဆိုလို့ရှိရင်အဖွားကတဲ့စိတ်တစစိတ်ယုံပါတဲ့နော်ယဉ်ကျေးတဲ့စကားနဲ့ပြောရင်နော်စိတ်တစစိတ်ယဉ်ပေါ့ဆိုတော့လောကစကားနဲ့ပြောရင်နည်းနည်းကျမ်းတဲ့စကားနဲ့ပြောရင်အယူစိတ်ယုံပေါ့ဆိုတော့အဖွားကအယူစိတ်ယုံရောက်နေတာဘာဖြစ်လို့အဲ့ဒီစိတ်ယုံရောက်သွားတာလဲတဲ့အဖွားကအုံနောက်မမှန်လို့တဲ့အဖိုးရဲ့တဲ့အဖွားကအုံနောက်မမှန်ဘူးဆိုတော့အဖွားကဘယ်လိုလုပ်မှတ်မိမှာလဲတဲ့အဖိုးနောက်ကြလဲကိစ္စမရှိဘူးတဲ့နောက်ကြပြီးမှသွားလဲရတာပဲတဲ့သူမှတ်မိမှာမဟုတ်ဘူးတဲ့အရာရှိရဲ့တဲ့ကျွန်တော်ပြောပြရစီတဲ့သူမမှတ်မိပေမဲ့ကျွန်တော်သူ့ကိုနှစ်ပေါင်း80လုံးပေါင်းလာခဲ့တဲ့ကျွန်တော်ရဲ့ဇနီးသူကမမှတ်မိပေမဲ့ကျွန်တော်ကမှတ်မိနေတာလေတဲ့ဒီဘဝတတမှာအိမ်ထောင်ဆိုတာဘယ်လိုဖြစ်ရမလဲအိမ်ထောင်ရှင်ဆိုတာကတဦးနဲ့တဦးဒီလိုတစ္ဆာရှိရမယ်
ကျောင်းရည်တစ်ခုကျွန်တော်တတိယလို့ဖော်ပြပေးခြင်းတယ်တခြားနိုင်ငံတနိုင်ငံမှာကိုမာယောဂါရတဲ့အမျိုးသမီးတယောက်19နှစ်ရှိပြီအဲ့ဒီအမျိုးသမီးဟာလုံးဝတတိမရဘူးကိုမာဆိုတာတိတဲ့အတိုင်းခန္ဓာကိုယ်ကြီးမာတာကိုပြောတာမဟုတ်ဘူးယောဂါနော်အဲ့ဒီယောဂါသူဆွဲနေတာ19နှစ်လုံးလုံးအဲ့ဒီအမျိုးသမီးကိုဆရာဝန်ကိုခေါ်ပြီးတော့မှနေ့တိုင်းဆေးထိုးပေးရတာသူအသက်ရှူတာအငွေ့ပဲရှိတော့တယ်19နှစ်တိဒီယောက်ျားကအဆအဆုံးဒီမိန်းမကိုပြုစုတယ်19နှစ်လုံးအဲ့ဒီနိုင်ငံကအဲ့ဒီအကြောင်းအရာကိုတမရဖြစ်တဲ့ပုဂ္ဂိုလ်ကတမရကိုယ်တိုင်ကဒီသတင်းကိုကြားတဲ့အခါမှာအယံကိုအံ့ဩသွားတယ်ဟောငါနိုင်ငံမှာဒီလိုယောက်ျားမျိုးရှိသလားတဲ့သူအံ့ဩပြီးတော့မှဒီယောက်ျားကိုသူအယံလေးစားမိတယ်ဒါနဲ့ပဲမဖြစ်ဘူးတဲ့ဆက်ပြီးတော့မှသူထပ်ပြီးလှုပ်ရင်သူဒုက္ခရောက်ဖို့ပဲရှိတယ်တဲ့ဆိုတော့တဲ့တမရကနောက်ဆုံးဆုံးဖြတ်ချက်ချပြီးတော့မှမဲဘုံခွဲဖို့အတွက်ကြီးညာလိုက်တယ်ဒီကိစ္စနဲ့ပတ်သက်လို့မာစီကိုလာနဲ့ပတ်သက်ပြီးတော့မှလုံမဲ့မဲဘုံတဘုံထားမာစီကိုလာကပါလေရင်ရင်လေးနဲ့တက်မှာအဲ့ဒီမဲဘုံဆေးထုတ်ပြီးတော့မှတက်မှာအဲ့ဒီမဲဘုံတဘုံထားဘုရားသခင်ထားတဲ့နေ့အချိန်ထိမဲဘုံတဘုံထားအဲ့ဒီမဲဘုံနှစ်ပုံထဲမှာဘယ်မဲကအများဆုံးလဲအာတာချက်ရှိတဲ့မဲဘုံအဖြစ်ဒီတမရကသူကအတီယူမှာဖြစ်တယ်နောက်ဆုံးမှာမာစီကိုလာဆိုတဲ့မဲဘုံဟာမဲနေပြီးတော့မှဘုရားသခင်ထားတဲ့မဲဘုံအဲ့ဒီမဲကမဲများတယ်ဆိုတဲ့အရာကိုတွေ့ရတယ်နောက်ဆုံးအဲ့ဒီအမျိုးသမီးနောက်ထပ်3နှစ်ဘာဖြစ်တယ်အသက်ရှင်ပြီးတော့မှနှစ်20ကြာတဲ့အထိနေပြီးတော့မှယောက်ျားရဲ့ပြုစုခြင်းခံပြီးတော့မှဒီအမျိုးသမီးတည်ရတယ်ဒီယောက်ျားကိုအဲ့ဒီတမရကအဲ့ဒီနိုင်ငံမှာပဲဂုံထူးဆောင်လက်မှတ်ကိုချီးမြှင့်ရတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဒါကတကယ်အဖြစ်ပြည့်ဒါကြောင့်မလို့လင်မယားဇနီးမောင်နှံအိမ်ထောင်မိသားစုပေါ်မှာတစ္ဆာရှိပါကြောင့်အပြန်လည် respect လေးစားမှုနှွေးထွေးမှုပေးတဲ့အိမ်ထောင်ရှင်တွေဖြစ်ဖို့အတွက်အရေးကြီးတယ်ဆိုတဲ့အရာလေးကိုနားလည်စေဖို့ဖြစ်တယ်နော်နောက်တစ်ခုဒီမှာကြည့်အဟိတောဖေလဒါဝိဒ်ကိုသူချီနှောင်တဲ့အသက်တာမျိုးမှာသူတက်ဖို့ပဲချီနှောင်တာနောက်ဆုံးသူ့ဘဝအသက်တာဘာဖြစ်ရလဲဆုံးရှုံးရတယ်အိမ်ထောင်မှာဘယ်တော့မှခင်ပွန်းတဲ့ဇနီးမိသားစုပတ်ဝန်းကျင်ဘဒုကိုမှမချီနှောင်နဲ့ချီနှောင်တဲ့သူပဲဆုံးရှုံးနေတာရတယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်ချီနှောင်တဲ့သူပဲကောင်းကြီးပိတ်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်ဆိုတော့နံပါတ်3တယောက်အကြောင်းကိုဖော်ပြပေးမယ်အဟိတောဖေလနဲ့ပတ်သက်တဲ့အချက်40မဖော်ပြခြင်းတော့ဘူးအချိန်ကြာမှာဆိုလို့အဟိတောဖေလကဘာဖြစ်လို့သူကချီနှောင်နေတယ်ဒါဝိဒ်ကခွင့်လွှတ်တယ်ဒီအကြောင်းကြီးဆရာဆက်မပြောတော့ဘူးเนาะဒီຢာလေးကိုနံပါတ်3တယောက်ကဘာလို့လဲဆိုလို့ရှိရင်ကျမ်းစာတွေကအာတမင်းအဲ့ဒါလေးကိုကြာမှတ်ထားတော့ဘုဟုတ္တလေးနဲ့ကိုယ်တိုင်ဖက်ပြီးရှာမယ်ဆိုရင်အရန်ကိုခက်ခဲမယ်ကျမ်းစာထဲမှာရှိတဲ့အာတမင်းဆိုတာကဘလို့မင်းလဲဆိုတာကိုဆရာဖော်ပြပေးမယ်ဒါဝိဒ်ကတားဘာလို့လဲရှောလမုန်မင်းကြီးရဲ့တားဘာလို့လဲယောဘောင်ရဲ့တားဘာလို့လဲအဘိယရဲ့တားဘာလို့လဲအာတတခြားမှတ်ထားဒါဝိဒ်ကတားဘာလို့လဲဆောလမုန်ရဲ့တားဘာလို့လဲယောဘောင်ရဲ့တားဘာလို့လဲအဘိယရဲ့တားဘာလို့လဲအာတအဲ့ဒီအာတမင်းဆိုတာကဒါဝိဒ်မင်းကြီးရဲ့တီတော်တယ်ဒါကြောင့်မို့တာမြေတီတိုကျွတ်ဟုတ်အဲ့ဒါတွေရှိတယ်ဆိုတော့ဒါဝိဒ်ကတီတော်တယ်ဒီຢာလေးကိုနားလည်စေဖို့ဖြစ်တယ်ဆိုတော့ဒီဘုရင်ကတခုခုဆိုလို့ရှိရင်သူကဘာလုပ်လဲဆိုရင်အရန်ကြောက်တတ်တာဒါပေမဲ့သူကဘုရားကိုအားကိုးတယ်ဘုရားသခင်ကိုချစ်တဲ့ဘုရင်ဖြစ်တယ်တဏီတော့အခါမှာတဲ့ထိုအခါဗိမာန်တော်ဗန္နာနှင့်နန်းတော်ဗန္နာသည်ဟူသောရွှေငွေရှိသည်များကိုအာတသည်ထုတ်၍ဓမ္မတိမြို့၌ရှိသောရှုရီဘုရင်ဘာဟာဒတ်ဆိုတဲ့ဘုရင်ကိုပေးလိုက်၍တဲ့ဒါလေးကိုဆရာရှင်းပြမယ်ဆိုတော့ဘာဟာဒတ်ဆိုတဲ့ရှုရီဘုရင်ကတခြားဒေသတခြားနေမြေကဘုရင်ဖြစ်တယ်ဆိုတော့ဒီဘက်မှာဆိုလို့ရှိရင်ဘာရှာဘုရင်ဒီဘက်မှာဆိုလို့ရှိရင်ဗာလဲအာတနေတဲ့နေရာနေနေမိဖြစ်တယ်ဆိုတော့ဘာရှာဘုရင်ကစစ်လာတိုက်ဖို့ယာမမြို့ဆိုတဲ့နေရာမှာဟလာမြို့ခံနေတဲ့သူကလာပြီးတော့မှနေတဲ့အခါမှာအာတမင်းကသူ့ကိုတိုက်မှာကြောက်လို့သူကဘာလုပ်လဲဆိုလို့ရှိရင်ရှုရီဘုရင်ဘာဟာဒတ်ကိုဘ
ဖះเจ้าမှာရှိတဲ့ဗိမာန်တော်ရွှေတွေငွေတွေအကုန်လုံးယူပြီးတော့မှသူ့အိမ်မှာရှိတဲ့ရွှေတွေငွေတွေအကုန်လုံးယူပြီးသူကဘာလုပ်လဲဆိုရင်ဘာဟာဒတ်ဆိုတဲ့ရှုရီဘရင်ကိုသူကလက်ဆောင်ပါလိုက်တာအဲ့ဒီလိုလက်ဆောင်ပါလိုက်တဲ့တဘောတီဘာရှာဘရင်ကသူ့စီမှာလာပြီးတော့မှစစ်တိုက်လို့မရအောင်သူကဘာလုပ်လဲလက်ဆောင်ပေးလိုက်တာဆိုတော့ဒီအရာလေးကိုနားလည်စေဖို့ဖြစ်တယ်ဆိုတော့ကျမ်းစာနဲ့ပတ်သက်ပြီးတော့မှဆရာနည်းနည်း background လေးနည်းနည်းဖော်ပြပေးမယ်အာတမင်းဆိုတာကတောင်ပိုင်းယူဒဘရင်ဒီချာမှတ်တယ်နော်အာတမင်းဒီတောင်ပိုင်းယူဒဘရင်ဘာရှာဆိုတဲ့မင်းကမြောက်ပိုင်းအေတရီလာဘရင်ဆိုတော့တောင်ပိုင်းမြို့တော်ကဘာမျိုးလဲဂျေရုစလင်မြို့မြောက်ပိုင်းရဲ့မြို့တော်ကဘာမျိုးလဲရှမာရိမြို့ဆိုတော့အဲ့ဒီဘာရှာဘရင်ကသူ့ကိုလာတိုက်တော့ဘူးဆိုတဲ့အရာကို तू သိတဲ့အခါမှာရှုရီဘရင်ဘာဟာတက်ကိုလက်ထိုးပြီးသွားပြီလေရှုရီဘရင်ကလာတိုက်တော့မယ်ဆိုတာကိုဘာရှာဘရင်ကသိတော့အာတမင်းစီကိုစစ်လာမတိုက်တော့ဘူးအဲ့ဒီအချိန်မှာ तू ကသူ့ကို तू ဟုတ်လာပြီလို့ထင်တာငါတော်တယ်ဆိုတဲ့စိတ်နဲ့ तू ကတွေးတာတကယ်တော့သူ့ရဲ့လှုပ်ဆောင်ချက်သူ့ရဲ့ရွေးချယ်မှုကမှားတာအဲ့ဒီမှားချောင်းကိုဘသူကလာပြောလဲဆိုလို့ရှိရင်prophet ဟာနန်ဆိုတဲ့ပုဂ္ဂိုလ်ကလာပြောတယ်ဘလို့လာပြောလဲဆိုလို့ရှိရင်ထိုအခါတဲ့600ခန်းကြီး16အပိုက်ငယ်9မှာထိုအခါ prophet ဟာနန်သည်ယူဒရှိဘင်အာတထံသို့လာ၍မင်းကြီးသည်မိမိဖျားသခင်ထာဝရဘုရားကိုမခိုလုံးတဲ့ရှင်ဘင်ကိုခိုလိုသောကြောင့်အဲ့ဒီမှာပြဿနာတက်ပြီခမည်းကတဲ့အသက်ရှင်တဲ့ဘုရားကိုကိုးကွယ်ပြီးတော့မှဒီဘုရားကိုခမည်းမခိုလုံဘူးတဲ့အာမကိုဘူးတဲ့ဘာမဟုတ်တဲ့ရှုရီဘရင်ဘာဟာဒတ်ကိုခမည်းငွေလက်ထိုးပြီးတော့မှသူ့ကိုအားကိုးတဲ့အတွက်ဘုရားသခင်ကခမည်းကိုအယံစိတ်ဆိုးတယ်ယနေ့ဘဝတတမအိမ်ထောင်ရှင်များသင်တို့ရွေးချယ်ခြင်းမမားနဲ့သင်ဘဝအခက်အခဲသင်ကြုံတွေ့လာရင်သင်ဘု து ကိုအားကိုးဖို့လိုလေဘုရားသခင်ကိုအားကိုးဖို့လိုတယ်သင်ရွေးချယ်မှုမှားရင်သင်ဘဝဆုံးရှုံးတတ်တယ်ဆိုတဲ့အရာကိုနားလည်စီဖို့ဖြစ်တယ်ဆိုတော့အာတကမခိုလုံတဲ့အခါမှာရှုရီဘရင်ကိုဘာဟာဒတ်ကိုခိုလုံတဲ့အတွက်သူက prophet ဟာနန်ကထောက်ပြတာခမည်းဘုရားကိုခိုလုံရမှာလေတဲ့တစ်ချိန်လုံးကတဲ့ရှုရီလူနဲ့လိပိလူတို့သည်ယထာမင်းများစီသူရဲများနှင့်တကွာအာကြီးသောအလုံးရင်းဖြစ်သည်မဟုတ်လောသို့တော်လည်းမင်းကြီးသည်ထာဝရဘုရားကိုခိုလုံသောကြောင့်ထိုအလုံးရင်းကိုမင်းကြီးလက်သို့အပ်တော်မူမည်တဲ့တစ်ချိန်လုံးကတဲ့ဟာနန်ကဘာပြောတယ်လဲဆိုရင်ဘယင်ကဘုရားကိုအားကိုးတယ်လေတဲ့အဲ့ဒီအချိန်တုန်းကဘာရှာဆိုတာကိုလည်းခမည်းကမကြောက်ဘူးတဲ့ရှုရီဟာလားကုရှာလိပုတို့လည်းခမည်းကလုံးဝမကြောက်ဘူးတဲ့ခမည်းအခုဘုရားကိုအားမကိုးတော့ခမည်းကြောက်နေရပြီလေတဲ့ခမည်းဘုရားကိုအားကိုးတဲ့အချိန်တော့အဲ့ဒီသူတွေကိုဘုရားကခမည်းကိုနိုင်စီတယ်လေတဲ့အဲ့ဒီလိုဟာနန်ကပြောရမလားဆိုပြီးတော့မှထပ်ပြီးတော့မှသူဘာထပ်မှလဲဆိုရင်ထို့သောဆိုသောကြောင့်အာတသည် prophet ကိုအမျက်ထွက်၍ထောင်ထဲမှာလောင်ထား၏ကဲကြည့်ရောသူ့ကိုအမားထောက်ရမလားဆိုပြီးတော့မှသူဘာလုပ်လဲဒီ prophet ဟာနန်ကိုထောင်ထဲမှာလောင်နေတယ်10မိနစ်တောင်ပြည့်ပြီနော်ဆိုတော့ဒီနေ့ဘဝသက်တာမှာအားပေးစီခြင်းနဲ့ရွေးချယ်မှုမမားနဲ့ဘုရားသခင်ကဘာပြောလဲတင့်ကိုတင့်အိမ်ထောင်အတွက်ဘုရားစကားကိုတင်ကိုယ်တိုင်နှလုံးသွင်းအသက်ရှင်ပြီးတော့မှအိမ်ထောင်မိသားစုတိုင်းမှာဘုရားနှုတ်ကပတ်တော်နဲ့အသက်ရှင်ဖို့ဘုရားစကားနားထောင်ဖို့လိုတယ်နောက်ဆုံးအာတချီနာပေါက်ပြီးတော့မှသေရတယ်ဘာကြောင့်ချီနာပေါက်တာလဲဘုရားစကားနားမထောင်လို့ဘုရားကိုအာမကိုလို့ prophet ဟာနန်ကိုအမျက်ထွက်ပြီးထောင်ထဲထဲလို့ဖះမကြိုက်နှစ်တဲ့အသက်တာကိုလှုပ်ဆောင်တဲ့အာတသည်နောက်ဆုံးချီနာပေါက်ပြီးတော့မှသိရတယ်ဆိုတဲ့အရာကိုဒီကနေ့နားလည်စေဖို့ဖြစ်တယ်ဆိုတော့အာတဘဝအသက်တာညီကုန်းလှလားမလားဘူးကောင်းကြီးခံစားရနဲ့ကောင်းကြီးပါပျောက်ရတဲ့ဘဝယနေ့အိမ်ထောင်မှာကောင်းကြီးမင်္ဂလာခံစားစေခြင်းဘု து စကားကိုနားထောင်ရမလဲဘုရားသခင်ရဲ့စကားကိုနားထောင်ရမယ်ဆိုတဲ့အရာကိုဖော်ပြပေးခြင်းနဲ့နောက်ဆုံးအကြောင်းအရာလေးပြောမယ်လောတအဗြဟံကဘုရားကိုပြောတယ်ချစ်စရာလဲကောင်းတယ်လောတာတဲ့မင်းလက်ရဘက်ကိုရွေးရင်ငါလက်ဝဲဘက်ကိုယူမယ်တဲ့မင်းလက်ဝဲဘက်ကိုရွေးရင်ငါလက်ရဘက်ကိုယူမယ်တဲ့မင်းကြိုက်တာရွေးပါတဲ့လောတာကိုနံပါတ်၄တယောက်လောတာပေါ့နော်လောတာကဘာလို့လဲဆိုရင်တောဒုံနဲ့ဂေါမရမြို့ထိုကာလမှာပျက်စီးတော်မမူမီတဲ့ဇောရမြို့သို့တွားတော်လမ်းယော်ဒန်မြစ်ပတ်ဝန်းကျင်ရရ၌ရေများ၍ထာဝရဘုရား၏ဥယျင်တော်ကဲ့သို့၎င်းတဲ့အဲ့ဒီအချိန်တုန်းကလေလောတာကသူဘာကိုကြည့်လဲဆိုလို့ရှိရင်
လောကအရာကိုကြည့်တာဒီအရာကိုယူလိုက်ရင်ငါကောင်းစားမယ်လို့သူထင်တာကျမ်းစာထဲမှာအဲ့ဒီနေရာကအေဒင်ဥယျင်ကဲ့သို့ဆိုတာကဲ့သို့ဆိုတဲ့စကားလုံးဒီအစ်စ်မဟုတ်ဘူးကဲ့သို့လို့ပါတယ်ဆိုတော့သူကအစ်စ်ထင်ပြီးတော့မှသူရွေးချယ်လိုက်တဲ့အရာဟာရွေးချယ်မှုမှားသွားတဲ့လောတမိသားစုအိမ်ကောမြို့ကောဆုံးရှုံးရတယ်ဆိုတဲ့အရာကိုဒီကနေ့နားလည်စေဖို့ဖြစ်တယ်။ဒါကြောင့်အိမ်ထောင်ဘဝအတ္တမှာသင်ဘဝကောင်းစားစေခြင်းသင်ဘယ်တော့မှရွေးချယ်ခြင်းမမှားဖို့လိုအပ်တယ်။ကျမ်းစာထဲမှာရွေးချယ်မှုမမှားတဲ့ပုဂ္ဂိုလ်ဟာယောရှုဖြစ်တယ်။ယောရှုကဘာပြောတယ်လဲဆိုလို့ရှိရင်ငါဖြစ်လျင်နဲ့ငါနဲ့ငါအိမ်သားတို့ဒီထာဝရဘုရားကိုသာကိုးကွယ်မယ်။ပြောချင်တဲ့အရာကငါဘဝအတ္တမှာငါမိသားစုငါအိမ်ထောင်ငါသားသမီးအားလုံးဟာလောကအရာတွေထက်တက်ပက်ခြင်းဘာမှမရှိပဲထာဝရဘုရားကိုပဲကိုးကွယ်ပြီးတော့မှသူကရွေးချယ်လိုက်တဲ့ယောရှုရဲ့အသက်တာခံနိုင်ပြီးမှကောင်းကြီးခံစားရတယ်။ဒါကြောင့်ဘဝအသက်တာမှာသင်ဘာကိုရွေးမလဲ။လောကအရာကိုရွေးမလား။ဘုရားကိုရွေးမလား။ဘုရားကိုရွေးပြီးတော့မှအသက်ရှင်မှုအားပေးစေခြင်းနဲ့နောက်ဆုံးအဖြစ်ပြက်လေးပြောပြီးတော့မှဏီကုံချုပ်ပဲပြီးတော့မယ်မြန်လေးပါပဲနော်။တော့တစ်ခါလုံးကတဲ့အသက်10နှစ်သားလေးကလေးတယောက်ကသူ့အမေနဲ့သူကဘာလုပ်လဲဆိုလို့ရှိရင်ဈေးသွားတယ်အဲ့လိုဈေးသွားတဲ့အခါမှာသမီးအဲ့ကလေးကအမေကဘာပြောတဲ့သားလေးတဲ့အမေတို့ဝယ်တဲ့ပစ္စည်းလေးတွေကိုတဲ့တာတဆင့်ကန်ပြန်ရောင်းရမယ်နော်တဲ့အမေစီမှာမှားထားတဲ့အမျိုးသမီးတယောက်ရှိတယ်လိပ်စာလည်းပေးတယ်အဲ့ဒီအိမ်ကိုတားသွားပါတဲ့သွားပြီးတော့ပစ္စည်းသွားပါဆိုပြီးတော့မှဒီကလေးက10နှစ်သားလေးကလေးကသူ့အမေဈေးဝယ်ပေးတဲ့ပစ္စည်းတွေကိုလိုက်ရောင်းပြီးတော့မှအမေပို့ခိုင်းတဲ့အိမ်ကိုလည်းသူရောက်အောင်သွားတယ်အဲ့ဒီချိန်မှာသူလမ်းမှာဈေးရောင်းလို့ရတဲ့ပတ်စံတွေနဲ့သူလက်ထဲမှာလည်းကင်ထားတဲ့ဘိုက်ကလည်းတအားစားတဲ့အခါမှာအမေရဲ့ပတ်စံတွေကိုလည်းသူကမစားရက်မတုံးရက်မဝယ်ရက်တော့ဘိုက်စားခံပြီးတော့မှအမေပို့ခိုင်းတဲ့ပစ္စည်းယူမဲ့အိမ်ကိုသူရောက်သွားတဲ့အခါမှာအဲ့ဒီအမျိုးသမီးတယောက်ကတကားခောက်တော့တကားဖွင့်ပေးတယ်သူမှားထားတဲ့ပစ္စည်းဆိုတော့သူကပစ္စည်းကိုယူပြီးတော့မှငွေကိုကလေးလက်ထဲကိုထည့်ပေးတယ်အဲ့ဒီချိန်မှာဒီလူငယ်လေးကဘာပြောတယ်လဲဆိုတော့အန်တီတဲ့တားဘိုက်အရန်စားလို့ပါတဲ့တားကိုနို့တစ်ခွက်လောက်တိုက်ပါလားတဲ့အဲ့ဒီချိန်မှာဒီအမျိုးသမီးဟာဒီကလေးကိုတနာပြီးတော့မှတကယ်စိတ်ရင်းစေတနာနဲ့ပဲသူကဘာလုပ်လဲနှုတ်တစ်ခွက်တိုက်တယ်ဆိုတော့ဒီကလေးကနှုတ်ကိုတောက်ပြီးတော့သူကဘာပြောလဲဆိုတော့အန်တီတဲ့တနေ့ကျရင်နှုတ်တစ်ခွက်ဖို့အတွက်အန်တီကိုကျွန်တော်ဘာလုပ်မလဲအကျွေးပြန်ဆက်ပါမယ်ကျေးဇူးပြန်ဆက်ပါမယ်အဲ့ဒီချိန်မှာဒီဖွားဒီအန်တီကဘာပြောတယ်လဲဆိုတော့မင်းတို့ကလေးတယောက်ကများกว่าတဲ့ငါလူကိုစကကြီးစကကျဲပြောရည်တာမဖြစ်နိုင်ဘူးတဲ့ဘာကြောင့်လဲဒီအမျိုးသမီးဟာပတ်စံအင်မတန်ချမ်းသာတယ်ကြွယ်ဝတဲ့အမျိုးသမီးဖြစ်တယ်နောက်ပိုင်းမှာဒီအမျိုးသမီးဟာနှစ်ပေါင်း30ကြာတဲ့အခါမှာသူ့စီးပွားရေးတွေကြာလာတယ်သူ့မှာကျန်းမာမှုအားနည်းလာတယ်နောက်ဆုံးယောဂဖြစ်တဲ့အခါမှာသူစိတ်ယုံတက်ပြီးတော့မှသူကုသရမယ်အချိန်ကြီးရောက်လာတယ်ဆိုတော့စိတ်ယုံကုသဖို့အတွက်သူ့မိသားစုသူ့ပတ်ဝန်းကျင်သူ့ရဲ့ဆွေမျိုးအတိုင်းဝိုင်းကလည်းသူ့ကိုဘယ်သူမှမကူညီကြဘူးဆိုတော့သူကနောက်ဆုံးဘာဖြစ်တယ်ဆိုရင်ငါမှရှိသမျှအရာလေးတွေနဲ့ငါထုခွဲရောင်းချပြီးတော့မှငါယောဂါကိုပျောက်ဖို့အတွက်ငါစိတ်ယုံတက်ပြီးတော့မှကုမယ်ဆိုပြီးတော့မှအထူးကုစိတ်ယုံကြီးမှာသူစိတ်ယုံတက်တယ်အဲဒီလိုစိတ်ယုံတက်တဲ့အခါမှာသူ့ကိုဘာလုပ်လဲဆိုလို့ရှိရင်သူ့ကိုဆေးကုသဖို့အတွက်ဆရာဝန်တွေကသူ့ကိုဆေးကုသပေးတဲ့အခါမှာသူ့ကိုခွဲစိတ်ကုသပေးပြီးတဲ့အခါမှာသူကကျမ်းမာလာတယ်အဲ့တော့ကျမ်းမာလာတဲ့အချိန်မှာပဲသူ့စီကိုဘေလ်ကရောက်လာတယ်ကုန်ကြမဲ့ဇရိတ်ကြီးပြီးတော့မှငွေအမောက်ကအများကြီးပဲသူ့မှာရှိတဲ့ပတ်စံနဲ့တော့လောက်မှာမဟုတ်ဘူးသူအရန်ကိုလန့်ဖြန့်ပြီးတော့မှအသက်ထွက်မသက်သူခံစားပြီးတော့မှသူဘယ်လိုလုပ်ရမလဲသူကသူစဉ်းစားနေတဲ့အချိန်မှာပဲ recession ကဘာလို့လဲအကြောင်းပြန်တယ်ခမများတဲ့အခုကုန်ကြတဲ့ဘေလ်အတွက်ဘာမှပေးစရာမလိုတော့ဘူးတဲ့ခမများအတွက်ကိုတဲ့ဒီကုန်ကြစရိတ်တွေကိုဆရာဝန်ကြီးတယောက်ကနေပြီးတော့မှအကုန်ကြတယ်ခံပေးသွားပြီတဲ့ဆိုတော့အဲ့ဒီဆရာဝန်ကြီးကဘာတူလဲဆိုလို့ရှိရင်ဒေါက်တာဟာဝတ်ကယ်လီဖြစ်တယ်ဆိုတော့အဲ့ဒီဆရာဝန်ကြီးကိုကျွန်မသိတယ်လေတဲ့ကျွန်မကိုခွဲစိတ်ပေးတဲ့ဆရာဝန်ကြီးပဲတဲ့ဆိုတော့အဲ့လိုပြောတဲ့အချိန်မှာပဲဒေါက်တာဟာဝတ်ကယ်လီကရောက်လာပြီးတော့မှဘာပြောလဲဆိုလို့ရှိရင်အန်တီတဲ့လွန်ခဲ့တဲ့နှစ်30တုန်းကမှတ်မိလားတဲ့အန်တီရဲ့အိမ်ကိုကျွန်တော်ရောက်လာတယ်တဲ့အဲ့ဒီချိန်တုန်းကကျွန်တော်က10နှစ်သားလေးအရွယ်ပေါ့ကျွန်တော်အန်တီစီမှာနှုတ်တစ်ခွက်တောင်းပြီးတောက်ဖူးတယ်လေတဲ့ဟာမှတ်မိပြီတဲ့
ငါမှတ်မိပြီအဲ့ဒါတဲ့အန်ဒီကစေတနာနဲ့တားကိုအဲ့ကလေးကိုတိုက်လိုက်တာပဲတဲ့အေးအဲ့ဒီတောက်လိုက်တဲ့ကလေးအဲ့ဒီနှုတ်တစ်ခွက်ကြောင့်တနေ့ကျရင်ဂျေဇူးပြန်ဆက်မယ်လို့ပြောခဲ့တဲ့ဆယ်နှစ်သားကလေးကကျွန်တော်ပဲဖြစ်တယ်ဘာတူလဲဒေါက်တာဟာဝတ်ကယ်လီဖြစ်တယ်ဆိုတော့ဘဝတက်တာမှာဒီအကြောင်းအရာကတကယ်ဖြစ်ခဲ့တဲ့အရာဖြစ်တယ်ဒါကြောင့်ဒီနေ့ဆရာဘာကိုအားပေးစီခြင်းလဲဆိုလို့ရှိရင်ဒီကနေ့မိတ်ဆွေဆယ်နှစ်သားကလေးတယောက်ကတော့မှသူ့ဘဝအသက်တာတစ်ခုလုံးအတွက်သူဒီလောက်တောင်မှဂတိတီးပြီးတစ္ဆာရှိပြီးတော့မှပြောခဲ့တဲ့စကားအတိုင်းတီးခဲ့တဲ့သူတယောက်ဆိုရင်ယနေ့ကဘာကြီးကိုဖန်ဆင်းတဲ့တင်နဲ့ကျွန်ုပ်အပေါ်မှာဖန်ဆင်းတဲ့ဖရာသခင်ရဲ့ဂျေဇုတော်ဟာဘလောက်ကြီးမားတယ်လဲဖရာသခင်ကဘလောက်တောင်မှဂတိတီးတဲ့ဖရာဖြစ်တယ်ဆိုတဲ့အရာကိုဒီကနေ့နားလည်စေဖို့ဖြစ်တယ်အဲ့ဒီဂတိတီးသောဖရာပေါ်မှာတင်နဲ့ကျွန်ုပ်ကနေ့ရက်အစဉ်တိုင်းမှာဖရာစကားနားထောင်ပြီးအိမ်ထောင်တိုင်းမှာနှွေးထွေးမှုနဲ့တယောက်တစ်ယောက်လေးစားမှုတန်ဖိုးထားပြီးတော့မှနှုတ်ကပတ်တော်ထဲမှာအသက်ရှင်ကြပါစို့လို့အားပေးရင်းနဲ့ညီကုန်းချုပ်လိုပါတယ်အားလုံးပေါ်မှာဘုရားသခင်တာ၍ကောင်းချီးပေးပါစေ9မိနစ်ကြော်သွားတဲ့အတွက်နားလည်ပေးပါ